ရှင်နှစ်အရွယ်ကလေးတစ်ယောက်ကသူ့အမေစုဆောင်းထားတဲ့ငွေတွေကိုယူပြီးကြာဆင်းနေတဲ့ stock share တွေတော့ဝယ်လိုက်ပါတယ်။ဒါတွေမကသေးပဲသူဝယ်လိုက်တဲ့ share ဈေးတက်သွားရင်သူ့အမေကိုလက်ထပ်ရမယ်ဆိုပြီးအနားမှာရှိနေတဲ့တထေးကြီးတစ်ယောက်နဲ့ပါအလောင်းစားလုပ်လိုက်ပါသေးတယ်။တကယ်တော့ဒီကလေးကအတိတ်ဘဝကနေပြန်လည်မွေးဖွားလာတာပါ။အရင်ဘဝတုန်းကသူ့ရဲ့သူထေးအဖေနဲ့မိထွေးချစ်သူကသူ့ကိုင်ဆိုင်မှုတွေကိုလိုချင်လို့စိတ်ကူးတောက်ခွင့်မပေးဘဲအောက်ဆီဂျင်ပိုက်ကိုဆွဲဖြုတ်ပြီးတက်ထိခဲ့ကြတာပါ။သူတေကနီးမှာပဲဆင်းရဲတဲ့သူ့အမေရင်းကတာသူ့ပညာရေးအတွက်တိတ်တဆိတ်ထောက်ခံပေးနေခဲ့တာကိုသိလိုက်ရပါတယ်။ဒါကြောင့်ဒီဘဝမှာတော့အသက်ရှင်နှစ်အရွယ်ရောက်တာနဲ့မိဘတွေကိုကွာရှင်းခိုင်းပြီးဆင်းရဲတဲ့မိခင်ချစ်သူနဲ့ပဲနေဖို့ရွေးချယ်ခဲ့ပါတယ်။ဒီလိုနဲ့အမေခင်သူကသူ့ကြောင့်လက်ခအတွက်စုထားတဲ့ငွေလေးထုတ်ပေးလိုက်ချိန်မှာတော့ကလေးကအဲ့ဒီငွေတွေကိုယူပြီး stock share ဈေးကွက်ထဲဝင်ချသွားပါတော့တယ်။အဲ့ဒီမှာ share ဈေးတက်ရင်သူ့အမေကိုလက်ထပ်ရမယ်ဆိုပြီးတထေးကြီးပြောင်းနဲ့အလောင်းစားလုပ်လိုက်တာပါ။ချက်ချင်းတဲ့အမေခင်သူပြားရခတ်ပြီးရောက်လာပါတယ်။မကြခင်မှာပဲသူ့ဖေယုံနဲ့မိထွေးထစ်လာမဲ့မိမတို့ပါရောက်လာကြပါတယ်။အဲ့ဒီမိမကအမေခင်သူကိုလှောင်ပြောင်ပြီးနောက်ထပ်အလောင်းစားတစ်ခုထပ်လုပ်ပါတယ်။3မိနစ်အတွင်း share ဈေးမတက်ရင်သူမကသူတို့စီမှာကျွန့်ခံရမယ် share ဈေးတက်သွားရင်တော့အဲ့ဒီမိမကတူးထောက်ပြီးတောင်းပန်ရမယ်ပေါ့အချိန်တွေကုန်သွားပြီမဲ့ share ဈေးသာဆက်တိုက်ထိုးကြနေပါတယ်အားလုံးကကလေးကိုပဲအပြစ်တင်မိကြတာပါနောက်ဆုံး3မိနစ်ပြည့်သွားလို့မိထွေးလို့သူပါလောင်ပြောင်ပြီးအမေခင်သူတူးထောက်ရတော့မဲ့အချိန်လေးမှာပဲရုတ်တရက်ကြီးငါချက်တစ်ခုခတ်ပေါ်လာပါတယ်ကလေးဝယ်ထားတဲ့ share ဈေးတွေအစမတန်ထိုးတက်သွားခဲ့ပြီးသူ့အဖေနဲ့မိထွေးလို့နှစ်ယောက်လုံးမျက်လုံးပြူးချစ်တည်သွားကြပါတော့တယ်